ကျွန်တော်ရဲ့အခုကျွန်တော်တို့ studio update ပေါ့နော်အဲ့ဒါကိုလိုက်ကြည့်ပါကျွန်တော်တို့ studio update ဆိုတော့ဘာဖြစ်နေလဲပေါ့ဒါတော့ဟိုတလောကကျွန်တော်ဒီမှာစာသင်ထားတာပေါ့နော်စာသင်ထားဆိုဟိုပေါ့သင်တန်းသားတွေကိုစာသင်ပေးတာပေါ့ဟာ video content fine tuning class သင်ပေးတာပေါ့နော်ဒါပေမဲ့ဒီနေ့ studio ရောက်တော့ဘာဖြစ်လဲဆို studio မှာ background ကွဲနေပါတယ်ဒီမှာကြည့်ပါခုနလေးကပြတာကြည့် background ကွဲသွားပါတယ်အလကားနေကွဲသွားဖြစ်ပါတယ်ဒီနေ့မြင်းစိန် studio ရောက်တော့မြင်းစိန်တွေ့တာပေါ့နော်ဆိုတော့ကွဲပါပါတယ်ဒါတော့မီးလုံးဖြစ်ပါတယ်ပြီးတော့ဒီကျွန်တော်တို့ studio ပေါ့နော်ဘာဖြစ်လို့ render မလုပ်လဲပေါ့နော်ဆိုတော့ render ဘာလို့မလုပ်လဲဆိုတော့ကျွန်တော်တို့ကအဲ့လိုဒီကျွန်တော်ဒီ studio မှာဆိုကျွန်တော်စာသင်တယ်ပေါ့နော်စာသင်တယ်ကျွန်တော်ရဲ့photo shoot တွေ commercial photo shoot တွေ beauty portrait shoot တွေကျွန်တော်ရိုက်တယ်ပေါ့နော်ပြီးတော့ဟိုဟာရိုက်ချင်တာရိုက်တယ်ပေါ့နော်ရုံးခန်းလည်းရှိရပေါ့နော်ဟိုကျွန်တော် edit လုပ်တဲ့နေရာ workspace ပေါ့နော်အဲ့ဒါလည်းရှိပါတယ်ပြီးတော့ဘာဖြစ်လို့ render မလုပ်လဲကျွန်တော်ဖုန်းဆက်ပြီးတော့မေးတဲ့ညီကိုလည်းရှိရပေါ့နော် render လုပ်မလားမလုပ်ဘူးလားပေါ့နော်အစတော့ကျွန်တော် render လုပ်ဖို့စီစဉ်ထားတာပဲဒါပေမဲ့render ကတော့မလုပ်ဖြစ်တော့ဘူးဘာလို့မလုပ်ဖြစ်တော့ဘူးလဲဆိုတော့ဟို render လုပ်ဖို့အတွက် equipment တွေအကုန်လုံးမစုံသေးတာတော့၎င်းပေါ့နော်ပြီးတော့ဒီကျွန်တော်ရဲ့ studio ကနည်းနည်းနားကြီးတယ်ဗျာဘာလို့ဆိုမိုးရွာမယ်ဆိုရင်အပေါ်ကနေပြီးတော့ဘုံသီးတယ်နေပေါ့အပေါ်ကဒီလိုသွမိုးတွေဆိုတော့လေဆိုတော့အဲ့လိုအခုတော့နည်းနည်းကြားရမှာ wireless mic နဲ့မလို့တိတ်မကြားရတော့ပေါ့တကယ်တမ်းဆိုရင်တော့ပလောကြားရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ပါဟိုတိတ်ပြီးတော့အတန်ဟိုမငြိမ်ဘူးပေါ့ပြီးတော့အလဲကန်းပေါ့အလဲကန်းကတော့အစတော့ဟို render လုပ်မယ်ဆိုရင်တော့ဟို setting လေးပါလေး music video လေးပါလေးရိုက်လို့ရအောင်လို့ပေါ့နော်လုံးမလို့ပဲဒါပေမဲ့ဒီအလဲကလည်းကျွန်တော်ဓာတ်ပုံရိုက်တဲ့ဗီဒီယိုရိုက်တဲ့ပစ္စည်းနဲ့တင်ဟိုပြည့်နေပေါ့နော်ပြည့်နေဆိုတော့ဟိုအဲ့ဒါကြောင့်လည်းမလုပ်တော့တာပါပါတယ်ဟိုကိုယ့်အကိုပဲ ACC ရိုက်တဲ့ studio လိုမျိုးကျွန်တော်လုပ်လိုက်တယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်ရဲ့ studio မှာတော့ခုနပြောသလိုပဲကြော်ညာဓာတ်ပုံတွေရိုက်လို့ရတယ်ပြီးတော့အလှဓာတ်ပုံတွေရိုက်လို့ရတယ်family photo တွေရိုက်လို့ရတယ်couple photo တွေရိုက်လို့ရတယ်pre wedding မဲမရိုက်တာပေါ့နော် pre wedding ကကြတော့ဟိုဟာ wedding photo တွေပေါ့ wedding photo မရိုက်တာပေါ့ဒါပေမဲ့ကျွန်တော် studio မှာpackage တွေက2မျိုးရှိရပေါ့နော်ကျွန်တော်ရိုက်တဲ့ package နဲ့ကျွန်တော်ညီလေးမြင့်စင်ရိုက်တဲ့ package နဲ့2ခုရှိပါတယ်ဆိုတော့ဟိုစုံစမ်းလို့ရပါတယ်ဆိုတော့စုံစမ်းပြီးွားရင်လည်းဟိုပါပေါ့ရိုက်ပေါ့မရိုက်ဘဲနဲ့တော့မစုံစမ်းနဲ့ပေါ့ဟိုမြင့်စင်ပြောတာအဲ့ဒါဘာလို့ဆိုတော့ဟိုပါပေါ့နော်အဲ့လိုပါပဲတကယ်တော့ဒီဗီဒီယိုဘာလို့ရိုက်ရလဲဆိုတော့အခုကျွန်တော် Sony ကနေ Fuji တွေချိန်ပလိုက်ပြီပေါ့နော်ချိန်ပလိုက်ပြီးဆိုတဲ့အချိန်မှာဗီဒီယိုတောင်မှအခုရိုက်နေတဲ့ဗီဒီယိုပေါ့နော်ဟိုကြည့်နေတာဒီဗီဒီယိုပေါ့ဒီဗီဒီယိုတောင်မှ Fujifilm X-H2S နဲ့ဗီဒီယိုရိုက်နေဖြစ်ပါတယ်ဆိုတော့ဟိုဗီဒီယို quality ကတော့မြင်တဲ့အတိုင်းပဲပေါ့နော်ဆိုတော့ကောင်းတယ်ပေါ့ကျွန်တော်လည်းစမ်းပြီးပေါ့အခု X-H2S မှာbalance လဲဆိုတော့ Fuji 23mm f1.4 lens ပေါ့ RWR lens ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ရိုက်နေတယ် prime lens ပေါ့ပြီးရင် audio ကြတော့ Holyland Lux M2 ပေါ့နော်ပြီးတော့ကျွန်တော်ဒီ Holyland Lux M2 ပေါ့ဒီ mic လေးကိုကြည့်ကြည့်လိုက်ပါ smiley ပုံလေးနဲ့ဒါကတော့သူ mic မှာပါတဲ့ sticker လေးကျွန်တော်ကတ်ထားပါပေါ့နော်ဆိုတော့အဲ့ mic ကိုကျွန်တော်ဘာလို့တောက်လျှောက်သုံးလဲပေါ့ကျွန်တော် DJI တွေလည်းသုံးတယ်ကျွန်တော် Rode တွေလည်းသုံးတယ်တကယ် Rode ဆိုလဲ Rode ဟို mic တကယ် Rode Pro လာပါလားမသိရှိရဗျာ Rode အကောင်းစားပေါ့နော်အဲ့ဒီဟာတော့ DJI mic 2 3ဟိုအကုန်သုံးတယ် mic mini သုံးတယ်ဒါပေမဲ့ကျွန်တော်ဒီ Holyland Lux M2 ပေါ့နော် sponsor မဟုတ်နော် Holyland Lux M2 microphone ကိုသုံးပြီးတဲ့အချိန်မှာကျွန်တော်တခြားဘယ် mic မှမသုံးတော့ကျွန်တော် mic collection ရှိရဗျာကျွန်တော်မှာ mic အလုံး40 50လောက်ရှိတယ်ဟိုလိုမျိုး pocket mic တွေကအစဟို condenser mic တွေရော dynamic mic တွေရော mic အစုံရှိရပါဗျာကျွန်တော်ရင်တော့ microphone video တင်ထားဘူးတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့
ကျွန်တော် content တွေအခုရိုက်တဲ့အချိန်မှာကျွန်တော်ဒီ Holyland Luck M2 ကိုပဲသုံးပါတယ်ဘာလို့ဆိုဒီမှာကြည့်ပါတိတိလေးတွေအမကြည့် mic ကဒါတော့အပြင်ထုတ်ထားလို့အထဲကိုပြောင်းပြန်ကတ်ထားမယ်ဆိုရင်ပိုတော့မမြင်ရဘူးဗောနော်ဆိုတော့ကောင်းပါတယ်ဆိုတော့ microphone ဘာဝယ်ရမယ်ဆိုပြီးတော့သိကျင်တဲ့ညီကိုတွေရှိရဆိုလေအဲ Holyland brand ကောင်းတယ်ဗောနော် Luck M2 တော့အခုနောက်ဆုံးဘာတွေထွက်ထားလဲတော့မသိဘူးဗောအဲ Holyland mic ကအရန်ကောင်းပါတယ်ပြီးတော့ DJI တို့ဘာတို့ရဲ့ဈေးတုံးဝက်ပဲရှိရဗောနော် DJI mic က8သိန်းဆိုရင်ဒီကောင်က4သိန်းလောက်ပဲရှိပါတယ်ဆိုတော့အဲ့လိုပါပဲဒါကျွန်တော်တို့ရဲ့ studio update ဖြစ်ပါတယ်နောက် studio update ဒီမှာပြန်တွေ့ပါမယ် bye bye